needed to ကအိမ်ကနေအလုပ်ကနေအိမ်ဒီတော့လိုက်ပြန်လိုက်ခီးစဉ်အလုပ်ကိုဘယ်လိုသွားလဲအလုပ်ကနေအိမ်ကိုဘယ်လိုပြန်လာလဲဆိုတာကိုပြောဖို့အတွက်စကားလုံးတစ်လုံးရှိပါတယ်အဲ့ဒါက commute ပါ commute ဆိုတော့သူများကိုမေးခွန်းနဲ့မေးတဲ့အခါမှာဖြစ်စေသူများမေးတဲ့မေးခွန်းကိုပြန်ဖြေတဲ့အခါမှာဖြစ်စေcommute ဆိုတဲ့စကားလုံးကိုသိထားရဆိုလို့ရှိရင်အသုံးဝင်ပါတယ်ဆိုတော့ how do you commute to work အလုပ်ကိုဘယ်လိုသွားလဲဘယ်လိုလာလဲဆိုတာကိုဒီလို question နဲ့မေးလို့ရပါတယ် how do you commute to work ဆိုတော့ပြန်ဖြေလို့ရှိရင်လည်း I commute to work by bus I commute to work by train ဒါမှမဟုတ်လို့ရှိရင် get to နဲ့လည်းပြောလို့ရတယ် get to နဲ့လည်းမေးလို့ရပါတယ် how do you get to work how do you usually get to work ပြန်ဖြေလို့ရှိရင်လည်း I get to work by bus I get to work by train ဒါမှမဟုတ်ရှင် I catch the taxi to work ဒါက commute ကို verb အနေနဲ့သုံးတာပါနောက်စကားလုံးဖြစ်လည်းသုံးလို့ရပါတယ်နောက်စကားလုံးကလည်း commute ပါပဲ how long is your commute to work every day my commute to work is 20 minutes by train my commute to work is 30 minutes by bus get to နဲ့လည်းပြောလို့ရပါတယ် how long does it take to get to work how long does it take for you to get to work ဒီနေရာမှာ take ကကြာခြင်းကိုပြောတာပါဘယ်လောက်ကြာလဲဆိုတာမေးတာပါဘယ်လောက်ကြာလဲတခုခုကြာခြင်းကိုပြောရဲဆိုလို့ရှိရင် does it take နဲ့မေးလို့ရပါတယ် how long does it take for you to get to work how long does it take for you to get back home from work အဲ့လိုပြောလို့ရပါတယ်ဆိုတော့အသုံးဝင်မယ်လို့မျှော်လင့်ပါတယ် see you in the next video guys have a good day peace